င်းတောင်ပါတဲ့ရုပ်ရှင်ကားကိုယုံတင်တဲ့အခါလူလာမကြည့်ရင်မင်းတာဝန်ယူမလားဆိုတဲ့ပရိုဂျူဆာတွေဒရိုက်တာတွေလည်းရှိဘ누구ပွဲငါမလဲစောင့်ရတဲ့အနေအထားဖြစ်နေတစ်ဖက်ကမငားရင်တစ်ဖက်ကတော့ငားသိတယ်လေဒီတော့တစ်ဖက်ကငားသိတယ်ပဲကြောမျိုးမင်းကြောမျိုးဦးတော့ဟိုကောင်ပြူလေကြောစိုးဦးတော့ဥတူဒီကောင်နေနာရေးကြငားပါတနက်ဖက်တည်းရှိတာအဲ့တော့ဟိုဘက်ကလည်းမငားဘူးဒီဘက်ကလည်းမငားဘူးဟိုဘက်မှလည်းမရရဘူးဒီဘက်မှလည်းမရရဘူးဆိုတော့ဒီကဗျာကျွန်တော်တို့ဒီနိုင်ငံရေးကင်းကြီးနေမှာကျွန်တော်တို့တွေကကျွန်တော်ပုံမနေပြောကျွန်တော်တို့ကအမျိုးဘာသာသာသနာကိုချစ်တာပဲကျွန်တော်ဗုဒ္ဓဘာသာလေကျွန်တော်မနေ့မိုးလင်းမျက်နှာသိတဲ့တရဏဂုံတင်ပြီးသားတရားစာအမြဲမျိုးဘာသာသာသနာကိုချစ်တယ်ဆိုရင်ဘာဘာကြီးဘုံကျဲနေတဲ့ဟာလေးတွေတစ်ချက်လောက်ထပြောပြပါလားတဲ့အချိန်ပြည့်ရွတ်နေတယ်ဟိုကျန်တဲ့ကိစ္စတွေကတော့ကိုယ့်ဘာကိုကနည်းနည်းမြန်မာလူမျိုးဗုဒ္ဓဘာသာဒါပေမဲ့ကရင်သွေးနည်းနည်းပါတော့စကားပြောကြမ်းရင်ကြမ်းလိုက်နှလုံးသားတော့လူအဲ့တော့ပွဲနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ပွဲငါးတွေလည်းနဲသွားတယ်ဇက်ကားတွေလည်းမရရတချို့ဆိုရင်ဒါရင်ထဲခံစားချက်ကလေးဝိုက်ကောက်လုပ်တယ်ဆိုတာဒါပဲလေဒိန်းတောင်ပါတဲ့ရုပ်ရှင်ကားကိုယုံတင်တဲ့အခါလူလာမကြည့်ရင်မင်းတာဝန်ယူမလားဆိုတဲ့ပရိုဂျူဆာတွေဒရိုက်တာတွေလည်းရှိနံပါတ်1ပေါ့နော်မရရခြင်းအကြောင်းရင်းပြီးတော့ကျွန်တော်တို့မှာမြန်မာအတန်တို့မြောက်တွေရုပ်တံတွေရှိတယ်သူတို့ကြတော့လေပရိုကိုင်နဲ့လဲနေတဲ့အခါကျတော့တစ်နှစ်တစ်ချိန်လောက်တော့မြောက်တွေကရရပါတယ်မြန်မာအတန်ကတော့တစ်ခါပဲရရသေးတယ်အခုချိန်ကြီးတော့ဘာမှမရရတော့ဘူးပေါ့နော်လုံးမရဘူးတော်ပြီပေါ့တစ်နှစ်တကနောက်တစ်ချက်ကျွန်တော်ဒီအခင်းချင်းကာလမှာကျွန်တော်တို့အပြင်ပွဲတွေဗမာမကတော့ဌာနဆိုင်ရာပွဲတွေရှိမယ်ဟုတ်လားအချို့ဟိုတိုင်းယုံနေပါအဲ့လိုပွဲတွေရှိမယ်အဲ့လိုပွဲတွေက2003ခုနှစ်လောက်က2023ခုနှစ်လောက်ကကားအခု2024 25မှာအဲ့ဘက်တွေလည်းပွဲမကားပြန်ကျွန်တော်ကဘ누구ကားရိုက်ခေါ်မလဲဘ누구ပွဲငါမလဲစောင့်ရတဲ့အနေအထားဖြစ်နေအဲ့လိုကြီးကြောင့်မပြောတော့ဘူးပါဗျာကျွန်တော်ကလည်းပုံဝင်နေရိုးသားပဲပြောရမယ်တစ်ဖက်ကမငားရင်တစ်ဖက်ကတော့ငားသိတယ်လေဒီတော့နှစ်ဖက်တည်းရှိတာအဲ့တော့ဟိုဘက်ကလည်းမငားဘူးဒီဘက်ကလည်းမငားဘူးဟိုဘက်မှလည်းမရရဘူးဒီဘက်မှလည်းမရရဘူးဆိုတော့အဲ့ဒါပေါ့ကြားတဲ့ငုတ်တုံမေးတာဟုတ်အဲ့ဒါကျွန်တော်တို့ဝဲမကရတာကြတော့ဘယ်လိုခေါ်မလဲကျွန်တော်ဟိုစားလို့တောက်လို့ရပါတယ်ကျွန်တော်တို့နဲ့ဆက်နွယ်ပတ်သက်တဲ့ပုံကိုယ်တွေပေါ့တို့အစည်းအဝေးနေပြီလူရှင်တော်တွေပွဲတွေပါတိတ်မရကြတော့စိတ်မကောင်းတော့ဖြစ်မိတာအနုပညာသမားဆိုတာကတော့အနုပညာအလုပ်ကိုလုပ်နေရမှာအသက်ရှင်တာအခုအဖေကြီးတယောက်ကိုပဲအသက်80 80လောက်ရှိတဲ့အဖေကြီးတယောက်ကိုပဲမိပွဲလေးတစ်ပွဲတော့လိုက်ခဲ့ပါဆိုအဲ့ဒီမှာသူတို့ဒီနေ့ခေါ်လိုက်တယ်တပတ်ခါထွက်ကမယ်ဆိုရင်အဲ့ဒါမနှက်ပြန်မနှက်လောက်ကစားပြီးအဝတ်စားထည့်နေရတာအဲ့လိုပေါ့အနုပညာသမားဆိုတော့အဓိကအနုပညာအလုံးမလုပ်ရတဲ့အတွက်ရင်ထဲမှာတမျိုးပဲအနုပညာသမားကအနုပညာအလုပ်ပဲလုပ်ရမှာလေဒါနဲ့ဝမ်းသာရှာတာဘူးအဲ့တော့အနုပညာသမားအနုပညာအလုံးမလုပ်ရတော့ရင်ထဲတော့မကောင်းဘူးပေါ့အဲ့လိုကြီးတဲ့မပြောတော့လုပ်တော့လုပ်ချင်တာပေါ့ဟုတ်ကဲ့ကျွန်တော်တို့ပေါ့နော်အရင်တော့လိုပဲပေါ့အဲ့ချို့တိုင်းပွဲတွေဌာနဆိုင်ရာပွဲတွေလည်းအလင်းသိရင်ခေါ်ပါဦးနော်ခေါ်ပေးဖို့လည်းတော့ပြောချင်ပါတယ်